Minglawa, Tigani, grade 11 physics, Theosi, Yubabita, chapter 12, modern physics, Kanga, lesson 2, Shimbabame, the lesson 2 by Ma, Prima Uzo, X-ray, Speedo X-ray tube, being, properties of X-ray, being, uses of X-ray, the Legu, Shimbabizoma Pibale, or Prima Uzo, X-ray Sura Bale, the X-ray Sura, Shimbama Pibale, or X-ray Suraga. X-rays are electromagnetic waves like light, but their wavelengths are much shorter than those of light. X-rays are a lane on gateway to a lesser line the new way pit. Now, Piro, Tamet Matua, Leon in Matura, through a line yaga. Leon and line at and Yayi put to the Pura Pipale. The jump. X-ray to thee, a link to the lesser line Pichabi to the Lagono line yamia, the lane line yamia. များစွာတူကြသည်ဒါလေးကဒီ X-ray ရဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အဲ့တော့ဒီ X-ray ကိုဘယ်သူတွေးခဲ့သလဲအဲ့တော့ X-ray ကိုတွေးခဲ့တာကနော်ဒီ Röntgen ဆိုတဲ့ပုဂ္ဂိုလ်ကတွေးခဲ့တာပါဒါကြောင့် William Conrad Röntgen discovered X-rays in 1895 while experimenting with cathode rays အဲ့တော့ X-ray တို့ကို1800နဲ့မှ95ခုနှစ်တွင် Röntgen မှ cathode ရောင်ခြည်စမ်းသပ်မှုပြုလုပ်ရင်းနဲ့တွေ့ရှိခဲ့တယ်အဲ့ဒါလေးကဒီ X-ray ကိုတွေ့ရှိခဲ့တဲ့ Röntgen ရဲ့ပုံလေးပဲဖြစ်ပါတယ်အဲ့တော့သူဘယ်လိုတွေ့ခဲ့သလဲဆိုတာကို he accidentally found a penetrating radiation which would pass through most substances but leaves shadows of solid objects because he did not know what the rays were he called them X-rays meaning unknown rays အဲ့တော့သူကဒီသူတွေ့ခဲ့တာကနော်သူကအရာဝတ္ထုအများစုကိုဖောက်ထွင်းသွားနိုင်ပြီးအဆိုင်ခဲတို့ဤပုံရိပ်များထင်ကြံစေရသောဖြာထွက်မှုရောင်တစ်ခုကိုမယူရဘဲနဲ့သူ accidentally ပေါ့နော်အဲ့တော့အမှန်မထင်တွေ့ရှိခဲ့တာဖြစ်တယ်အဲ့လိုတွေ့ပြီးတော့ဒီရောင်ကြီးကဘာရောင်ကြီးမှန်းသူကမသိသေးလို့နော်သူကအဲ့တော့မသိကိန်းကိုသင်္ချာမှာ X လို့ပြောကြတာကိုနော်ဒါကြောင့်မို့သူကိုမြည်သည့်ရောင်ကြီးဟုမသိသေးသောကြောင့်မသိသောရောင်ကြီး X-rays unknown rays ပေါ့နော်အဲ့လိုခေါ်ခဲ့တာဖြစ်ပါတယ်ဒါတွေပြီးပြီဆိုရင်တော့ဒီနောက်ပိုင်းကျတော့သူကဒီ later experiments တွေပေါ့နော် later experiments revealed that X-rays are electromagnetic waves which have a wavelength in the range of 0.01 to 10 nanometers they are shorter wavelength than violet UV rays and ultraviolet UV rays and longer than gamma rays and နောက်ပိုင်းဒါလက်တွေ့စမ်းသပ်ချက်တွေကနေပြီးတော့ဒီ X-ray ဆိုတဲ့ဟာတွေကဘာတွေတုံးဆိုရင်သူတို့ကလိုင်းလျာသူက 0.01 nanometer ကနေပြီးတော့10 nanometer ကြားမှာရှိတဲ့ဒါ electromagnetic waves တွေ့ခဲ့တယ်နော်တော့ဒီသူ့ရဲ့လိုင်းလျာကဒီ 0.01 ကနေ10 nanometer ကြားမှာရှိတဲ့အတွက်သူကultraviolet လို့ခေါ်တဲ့ခဲလွန်ရောင်ကြီးတွေထဲတော့လိုင်းလျာကပိုတူပြီးတော့ gamma rays တွေထဲတော့လိုင်းလျာပိုပြီးတော့ရှည်တာကိုတွေ့ကြရပါတယ်ဒါကြောင့်နောက်ပိုင်းစမ်းသပ်မှုများမှာ X-ray တို့ဒီလိုင်းလျာ 0.01 nanometer မှ10 nanometer အတွင်းရှိရက်စတန်လာလည်းများဖြစ်ကြောင်းသိရှိခဲ့သည်၎င်းတို့သည်ခဲလွန်ရောင်ကြီးထက်လိုင်းလျာပိုတူပြီး gamma ရောင်ကြီးထက်လိုင်းလျာပိုရှည်သည်ဒါစောစောတုန်းကတော့ဒီကဘာမှမသိလို့ X-ray ပေါ့နော်အခုတော့သိသွားပြီ electromagnetic waves တွေသူ့ရဲ့လိုင်းလျာက UV rays ထဲတော့သူကပိုတိုးတော့လည်းပဲ gamma rays ထဲရှိတယ်ဘယ်လောက်ရှိလို့ဆို 0.01 nanometer ကနေပြီးတော့10 nanometer ကြားမှာရှိတဲ့ဒါ electromagnetic waves တွေပါဆိုတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်နော်နောက်တစ်ခါ X-ray energy is about 0.01 to 10 keV ဆို kilo electron volt အဲ့တော့သူကဘာဖြစ်လို့ဒီလိုရှိတာလဲဆိုရင်သူ့ရဲ့ဒီလိုင်းလျာက10ကနေပြီးတော့0.1 nanometer ပဲရှိလို့ပေါ့နော် are classified as soft X-ray and energy about 10 to 100 kilo electron volt wavelength of 0.01 to 0.1 to 0.01 nanometer အဲ့ဒါရှိမှလည်းပြောခဲ့ပြီနော်သူ့ရဲ့ဒီလိုင်းလျာဟာပေါ်မှာပြောခဲ့တာက 0.01 nanometer ကနေ10 nanometer ကြားလေးရှိတယ်နော်အဲ့ဒီကြားထဲမှာရှိတဲ့ X-ray တွေကိုမှတစ်ခါနှစ်ပိုင်းပြန်ဖြတ်နော်အဲ့တော့ဘယ်ကနေဘယ်တုန်းဆိုရင်အဲ့တော့သူက0.1 nanometer ကနေ10 nanometer အထိတစ်ခုနော်အဲ့ဒီကောင်ကိုတော့soft X-ray လို့ခေါ်လိုက်တယ်နောက်တစ်ခါ
သူ့တဲ့ပို့ပြီးလှိုင်းလျားပို့တူတဲ့ကောင်ပေါ့နော်တော့သူကတော့ 0.01 nanometer ကနေ 0.1 nanometer အထိအဲ့ဒီကောင်ကိုတော့ hard x-ray လို့ခေါ်နော်ဘာဖြစ်လို့ဒီလို soft x-ray hard x-ray လို့ခေါ်လဲနော်အဲ့တော့ခေါ်လဲဆို due to their penetrating abilities သူတို့ရဲ့ portrait စွမ်းအားပေါ်မှာမူတည်အဲ့တော့ portrait စွမ်းအားပေါ်မှာမူတည်ဆိုတာတကယ်တမ်းကတော့ energy ပါပဲအဲ့တော့ energy များရင်ဆို portrait စွမ်းအားများတာပေါ့အဲ့တော့ဒီအပေါ်မှာရှိတဲ့ soft x-ray တွေကသူ့ရဲ့ဒီ energy က 0.1 ကနေပြီးတော့10ပဲရှိတယ်နော်နောက်တစ်ခါကျတော့ hard x-ray တွေကြတော့သူက10ကစပြီးတော့100 kilo electron volt ထိရှိတယ်နော်အဲ့ကြတော့သူက energy ပိုများတယ် photon စွမ်းအားပိုများphoton စွမ်းအားများတာကတော့ x-ray အပြင်းစားပေါ့ hard x-ray လို့ခေါ်ပြီးတော့ photon စွမ်းအားနည်းတာကတော့ soft x-ray နော်အဲ့တော့သူ့ကို energy နဲ့ပြောရင် soft x-ray များသည် 0.1 ကနေ10 kilo electron volt ထိရှိမယ် wavelength နဲ့ပြောရင်တော့သူက 0.1 nanometer ကနေ10 nanometer အထိနော်ထိုနည်းတူပဲအဲ့တော့ဒီ hard x-ray တွေကြတော့သူ့ရဲ့ energy က10ကနေပြီးတော့100 kilo electron volt ရှိမယ်ဒါပေမဲ့ wavelength နဲ့ပြောမယ်ဆိုရင်တော့သူက0.1 nanometer ကနေ 0.01 nanometer ထိရှိတယ်တော့ဒီနေရာမှာဒါလှိုင်းလျားကသေးသွားလေတိုးလာလေသူကဒီ energy ကလည်းများလာသူ့ရဲ့ penetrating ability ကလည်းတိုးလာတော့ဒီနားမှာသူက energy ကိုတိုင်းတဲ့ unit ပေါ့နော်သူ့ကို electron volt နဲ့ပြောတယ် electron volt ဆိုတာဘာလဲဒါ energy ရဲ့ unit ပဲသူဘယ်လောက်ရှိလို့1 electron volt is equal to က 1.602 into 10 to the power minus 90 joule နော်ဒီ unit ကိုဘယ်မှာသုံးတာတော့ဆိုဒီ atomic physics နဲ့ nuclear physics နော် atom ယူပါဗေဒနဲ့ nuclear ယူပါဗေဒမှာသုံးတဲ့ unit ဖြစ်ပါတယ်ဒါကြောင့်မလို့စွမ်းအင် 0.1 kilo electron volt မှာ10 kilo electron volt အတွင်းလှိုင်းလျား10 nanometer မှ 0.1 nanometer ရှိ x-ray တို့ကိုအားပြောတဲ့ x-ray soft x-ray လို့ခေါ်ပြီးတော့စွမ်းအင်10 kilo electron volt ကနေပြီးတော့100 kilo electron volt အတွင်းလိုင်းလျားနဲ့ပြောရင်တော့လိုင်းလျား 0.1 nanometer က 0.01 nanometer ကြားမှာရှိတဲ့ x-ray တို့ကိုအားဖြင့် x-ray hard x-ray လို့ခေါ်သည်နော်သူတို့ရဲ့ဘာနဲ့ခွဲခြားတာလို့ဆိုရင် portrait စွမ်းအားအရာခွဲခြားတယ်လို့ပြောတယ်အဲ့တော့ဒီကောင်လေးကိုဒီ penetrating power ရတယ်မဟုတ်ဘူးနော်ဒီမှာရေးထားတဲ့ဖော်ပြထားတဲ့ textbook ကဖော်ပြထားတဲ့အချက်လက်တွေရဆိုရင်သူတို့ကို energy နဲ့လည်းခွဲလို့ရတယ် wavelength နဲ့လည်းခွဲလို့ရတယ်နော်အဲ့တော့ဒီနားမှာ1 electron volt ကခုနပြောခဲ့တဲ့နော်ဒီ atom နဲ့ဒီ nuclear physics တွေမှာသုံးတဲ့ energy ရဲ့ unit နော်အဲ့တော့ဒီမှာ 0.1 kilo electron volt တို့10 kilo electron volt တို့ဒါ energy ကိုပြောနေတာအဲ့တော့1 electron volt ကဘယ်လောက်ရှိသလဲ S ဆိုင်မှာရှိတဲ့ကောင်တွေပြောရင်သူက 1.062 into 10 to the power minus 90 joule ဒါတွေက AC နဲ့ပတ်သက်ပြီးတော့နော်တော့ AC တွေကိုဘာတွေလဲဆိုတာသိလာပြီနော်သူတို့ထပ်ပြီးတော့မျိုးစားပြန်ခွဲတယ် energy နဲ့ပြောမလား wavelength နဲ့ပြောမလား penetrating power နဲ့ပြောမလားနော်အဲ့တော့ energy နဲလို့ရှိရင်နော်တနည်းပြောရင်လှိုင်းလျားရှည်လို့ရှိရင်တနည်းပြောရင် photon ဆိုတာနဲလို့ရှိရင် soft x-ray ခေါ်မယ် energy ကများလာမယ် wavelength ကလည်းတိုးလာမယ် penetrating power ကလည်းများလာမယ်ဆိုရင်တော့သူတို့ကို hard x-ray နော်အားပြင်းတဲ့ x-ray လို့ခေါ်ဆိုတာဖြစ်ပါတယ်သူတို့သိပြီးဆိုရင်တော့ဒီ x-ray tubes အကြောင်းပေါ့နော် x-ray ထွက်ပေါ်လာအောင်ပြုလုပ်နိုင်တဲ့ဒီမီလုံးလေးအကြောင်း x-ray မီလုံးလို့ခေါ်တာပေါ့ x-ray tube အကြောင်းကိုပြောပါမယ်အဲ့တော့ x-ray tube ကတော့ဒါဒီ very low gas pressure ပေါ့ဒီဖန်ပြုံလေးပေါ့နော်သူထဲမှာအဲ့တော့ဒီလေဒီ gas တွေကိုစုပ်ထုတ်ထားလို့သူရဲ့ pressure ကအလွန်နေတာနော် very low gas pressure အဲ့ဒီမှာသူကဘာပါတော့ဆိုလို့ရှိရင်သူမှာ electrode တစ်ခုတက်ထားဒါကြောင့် an X-ray tube consists of a cathode and a target anode အဲ့တော့ဒီမှာရှိတဲ့ကောင်က electrode နှစ်ခုကတကယ်တမ်းကတော့ cathode နဲ့ anode ပဲအဲ့တော့ဒါပေမဲ့ anode ကိုသူက target အနေနဲ့သူကဒီမှာဘာလုပ်ထားတော့ဆိုလို့ရှိရင်သူကဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်သူကို anode က target ဖယ်လို့ထားတာဖြစ်တယ်တချို့ X-ray tube တွေမှာတော့ anode နဲ့ target ဆိုတာခွဲထားတာရှိတော့လေပဲအခုသင်ရိုးမှာကျောင်းသားကျောင်းသူတွေရဲ့သင်ရိုးမှာဖော်ပြထားတဲ့ပုံကတော့ဒီ anode ဒီလည်းပဲ target ဖြစ်နေတာအဲ့ဒါကိုဒီမျိုးလေးနဲ့ဆောင်ရွက်ထားတဲ့ X-ray tube အဲ့တော့ဒီပုံမှာကြည့်ရင်ဒါတစ်ဖက်က cathode ပေါ့နော်တစ်ဖက်က anode ဆိုပြီးမှ target နော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကနေဘာတွေထွက်လာမှာတော့ဆိုရင်ဒီ electron တွေထွက်လာမှာပေါ့နော် electron တွေဘယ်လိုထွက်တော့ဆိုသူ့ကိုသူကဒီ cathode နဲ့ anode တနည်းပြောရင် target နဲ့ cathode ပေါ့သူတို့ကို
high voltage ပေါ့နော် high potential ပေးလိုက် X-ray tube တစ်ခုတွင် cathode တစ်ခုနဲ့ target ကိုခေါ်သောအနက်တစ်ခုပါဝင်သည် a high potential difference about 10 to 100 kilovolt 10 to 100 kilovolt ဆိုတော့သူက1000ကနေပြီးတော့နော်အဲ့တော့ဒီဘိုက100 kilovolt ဆိုတော့ဒါဘယ်လောက်ဖြစ်သွားပြီလဲနော်အဲ့တော့သူကတပန်းလောက်ထိပေါ့နော်အဲ့တော့ဘိုကအများကြီးပြီးတယ် high potential difference နော်အဲ့ဒီကောင် is applied between the target and the cathode to accelerate electron emitted from the cathode အဲ့တော့ဒီ cathode ကထွက်လာတဲ့ electron တွေကိုသူကနော်အရှိန်ရလာဖို့နော်အလင်းမြန်သွားရွှေ့ရှားသွားနိုင်ဖို့အတွက်နော်သူ့ကိုဘာလုပ်လို့ဆို high voltage ပေးထားအဲ့တော့ဒီမှာအဲ့တော့ဒီ anode ကတော့အားလုံးသိပြီးသားပဲ positive potential ပေးမယ်ဒီပုံမှာကြည့်တာအနီရောင်နဲ့နော်အဲ့တော့ဒီ cathode ကတော့ electron တွေထွက်မှာဆိုတော့သူ့ကို negative potential ဒီပြာရောင်နဲ့အနှုတ်ပေါ့နော်ဒီလိုပေးထားဒါကြောင့်မို့လို့ cathode မှာထွက်လာသော electron တို့ကိုအရှိန်ရရှိလာစေရန် target နဲ့ cathode ကြားတွင်မြင့်မားသော potential ချထားခြင်းပေးထားတော့ဒီလို cathode နဲ့ anode တွေကြားမှာ high potential လေးပေးလိုက်တော့ cathode ကနေ electron တွေကသူက high speed နဲ့ပေါ့နော်သူ accelerated electron တွေလျင်မြန်တဲ့ဒီအရှိန်နဲ့သူတို့ကထွက်လာလိမ့်မယ်ထွက်လာတဲ့ကောင်တွေကပုံမှန်ကြည့် cathode တွေကိုကြည့် cathode ကအပြားလေးမဟုတ်ဘူးသူကအခွက်ကလေး concave အဲ့တော့ဒီ electron တွေကဒီ cathode ရဲ့မျက်နှာပြင်ကထွက်တယ်ဆိုတော့ဒီ cathode တွေက concave field လောက်ထားလိုက်ပြီးတော့ထွက်လာတဲ့ electron တွေကစုသွားမယ်တနေရာအဲ့စုသွားတဲ့နေရာကဘယ်နေရာဖြစ်မလဲဆိုရင်သူက anode တို့ဒီမို့ target ပေါ့နော်အဲ့ဒါဆိုရင်အခုဒီကနေ high potential လေးပေးလိုက်တော့ဒီ electron တွေကဒီ accelerated electron တွေကအချိန်နဲ့ထွက်လာမယ်ထွက်လာတဲ့ကောင်တွေဘယ်ပေါ်ဝင်မှန်လဲ target ကိုဝင်မှန်မှာဖြစ်တယ်နော်ဒါကြောင့်မလို့ X-ray are produced when high energy electrons strike the targets which is made of high dense materials such as tungsten အဲ့ဒီချိန်မှာ X-ray တွေထွက်လာမယ်လို့ပြောနော်အဲ့တော့ဒီနေရာမှာ X-ray produce high energy electron လို့ပြောလိုက်တယ် high energy electron ဆိုတာဘာကိုပြောတာလဲနော်ဘယ် energy high ဖြစ်တာလဲဆိုတာဟိုလိုလေပြောရတာ kinetic energy ပေါ့နော် kinetic energy ဆိုတော့ကျောင်းသူများအားလုံးဒီကဖြစ်တဲ့ half mv square ပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာသူကဒီ potential difference က high voltage supply ကနေ volt တွေအများကြီးပေးထားအဲ့ဒီချိန်မှာ electron ကိုတွန်းထုတ်လိုက်တဲ့ကောင်ဆွဲယူလိုက်တဲ့ကောင်အဲ့ဒီ force ကသိပ်များတော့ကြဒီကောင် velocity များတာပေါ့နော် velocity များတော့ကြတော့ဒီရှေ့မှာလည်းဒါ accelerated electron လို့ပြောထားအဲ့ velocity များတော့ကြတော့half mv square ကလည်းများလာအဲ့တော့ဒါကြောင့်မလို့ဒီညမှာ accelerated electron လို့ပြောတာနဲ့ high energy electron လို့ပြောတာနဲ့အတူတူပဲဖြစ်တယ်သူတို့ကပုံမှန်မြင်တဲ့အတိုင်းအခုဒီမှာ target ကိုဝင်ပြီးတော့မှန်မှာပေါ့နော်အဲ့ target ကဘာနဲ့လှုပ်ထားသလဲဆို tungsten ကဲ့သို့သော density များတဲ့သတ္တုနဲ့လှုပ်ထားနော်ဒါကြောင့်မို့လို့အဲ့ဒီချိန်မှာ X-ray တွေအခုဒီမှာမှန်ပြီးတော့အခုအနီရောင်မြင်ရောင်တဲ့ X-ray များ target ကနေထွက်လာဒါတွေက X-ray ထုတ်ဖော်ပုံပဲပေါ့နော်ဒါ X-ray တို့ဒီဆိုရင်မြင်အချိန်ရ electron များကသိသိမှုများသော tungsten ကဲ့သို့သောသတ္တုဖြင့်ပြုလုပ်ထားသည့် target ကိုဝင်ရောက်ထိမှန်ခြင်းတွင်ထွက်ပေါ်လာကြသည်ဒါ X-ray tube လေးတစ်ခုရဲ့လုံးပေါ်ကြောင်းပေါ့နော်သူကတော့နံပါတ်1ကတော့ဒီ gas pressure နဲ့ဖန်ပြုံးလေး tube လေးတစ်ခုသူ့မှာ electron တစ်ခုပါမယ်cathode နဲ့ anode အဲ့တော့သူ့ကို anode ကိုတော့ target လို့လည်းဒီမှာခေါ်မယ်အဲ့ဒါပြီးရင်အဲ့ဒီ electron တစ်ခု high potential ပေးမယ်အဲ့ဒီအချိန်မှာ cathode ကနေ electron တွေကဒီ high energy စွမ်းရည်မြင့်ပြီးထွက်လာလိမ့်မယ်သူကနော် high speed နဲ့သွားအဲ့သွားတဲ့ကောင်တွေကဘယ်ကိုဝင်မှန် target ကိုဝင်မှန် target ကိုဝင်မှန်တဲ့အခါမှာဒီ target ကတစ်ဆင့်ဘာမှမသိတဲ့ rays တွေ X-ray တွေထွက်လာတာကိုရှင်းပြထားတာပဲဖြစ်ပါတယ်အဲ့တော့ဒါပြီးရင်တော့နောက်တစ်ခုကဒီ X-ray ရဲ့ဂုဏ်သတ္တိတွေပေါ့နော် properties of X-ray X-ray ရဲ့ဂုဏ်သတ္တိကိုပြောတဲ့အခါမှာရှေ့မှာ definition မှာပြောခဲ့သလိုပဲ X-ray တွေကလက်စစ်တန်လိုင်းလိုင်းတွေလို့ပြောတာနော်ဒါကြောင့်မို့လို့ X-rays are electromagnetic wave they have no charge cannot be detected by both electric and magnetic fields အဲ့တော့ဒါ electromagnetic waves ပါဆိုတော့သူက charge particle မဟုတ်တော့အဲ့တော့ပြန်ပြီးတော့နည်းနည်းလေးပြန်ပြီးတော့ပြောရမှာကဒီ cathode ကထွက်လာတော့ကတော့ electron တွေ charge particle တွေနော်အဲ့တော့ electron တွေက target ကိုဝင်မှန်ပြန်ကြည့်ပုံလေးကိုနော်အဲ့တော့ cathode ကထွက်လာတော့ electron ပဲဒီမှာကြည့်တော့အနက်ရောင်ညာလေးတွေပေါ့နော်အဲ့တော့သူကတော့ charge particle သူတော့ target ကိုမှန်လိုက်တယ် target ကိုမှန်ပြန်ထွက်လာတာ electron မဟုတ်တော့နော် X-ray တွေဖြစ်သွားတယ်နောက်သူတို့က X-ray တွေဆိုတော့သူ electromagnetic waves တွေနော်ဒါကြောင့်မို့သူတို့မှာဒီ
ဒီ X-ray မှာပြောမယ်ဆိုရင်တော့သူကလျှက်စစ်မဆောင် no charge ဒီလိုပြောဒါကြောင့် X-ray က electromagnetic wave they have no charge လျှက်စစ်မဆောင်တဲ့အတွက်ကြောင့်သူကဒီ electric field တို့ magnetic field တို့ကသူ့ပေါ်မှာအားသက်ရောက်ခြင်းမလုပ်နိုင်ဒါကြောင့်မလို့ cannot be deflected by both electric and magnetic field X-ray တို့သည်လျှက်စစ်သံလှိုင်းလိုင်းများဖြစ်ကြသည်၎င်းတို့သည်လျှက်စစ်မဆောင်ကြပဲလျှက်စစ်နှင့်သံလှိုင်းစက်ကွန်းတို့ဖြင့်တွေ့ဖယ်ခြင်းမလုပ်နိုင်အဲ့ဒါပြီးနောက်တစ်ချက်က they travels through vacuum with the speed of light အဲ့တော့သူတို့ကဒီလေဟာနယ်ထဲမှာသွားတဲ့အခါမှာသူတို့က speed of light လင်းရဲ့လင်းနဲ့သွားတယ်ဘာဖြစ်လို့လဲနော်လင်းရလည်းပဲဒါ electromagnetic wave ပဲနော် X-ray ကလည်း electromagnetic wave ပဲဒါကြောင့်မို့လို့နော်ဒီ X-ray တွေဟာသူ့ရဲ့ velocity ဆိုပြီးမို့ speed ကဘယ်သူနဲ့တူတယ်ဆိုရင်အလင်းရဲ့ velocity နဲ့တူတယ်ဒါကြောင့်မို့လို့နော်၎င်းတို့ဒီလေဟာနယ်အတွင်းတွင်အလင်းဤအရှင်ဖြင့်ဖြတ်သွားကြသည်နောက်တစ်ချက်က they have high and penetrating power hence thick dense shielding such as high density concrete or lead is necessary to protect against X-ray ဒီ X-ray တွေကသူတို့ကစွမ်းရည်များတဲ့အတွက်ကြောင့်ဖောက်ထွင်းနိုင်တယ်စွမ်းအားလည်းများနော်တို့အတွက်ကြောင့် thick dense shielding such as high density concrete or lead အဲ့တော့သူကထူလဲတဲ့အကာအရံရှိလိလို့တယ်အဲ့တော့နှမို့ဆိုရင်သူတို့ကဒီတခြားနေရာတွေကိုကြာရောက်ရင်အန်ရဖြစ်မှာဆိုလို့เนาะသူ့ကိုအကာအကွယ်တွေနဲ့ shielding လို့တယ်အဲ့တော့ဒီဘာတွေလုံးဆိုရင်ဒါထူထဲတဲ့ high density concrete နောက်ပြီးတော့ကြာလို့ရှိရင် lead ဆိုခဲပေါ့เนาะဒါတွေလို့တယ်လို့ပြော၎င်းတို့သည် fortress စွာမြင်မာကြပြီး X-ray တို့ကိုကာကွယ်ရန်သိပြီးသော concrete တို့ remote အကာများကခဲအကာများကဆိုတော့သိပြီးထူတဲ့ဒီအကာများလိုအပ်သည်အဲ့တော့ X-ray ကအန်ရရှိတယ်နော်အဲ့တော့သူက penetrate လုပ်နိုင်တယ်အဲ့တော့လူတွေရဲ့ခန္ဓာကိုယ်ကိုထိမှန်နေဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ cell တွေပေါ့နော် atoms တွေစသဖြင့်သူတို့ကိုဖောက်ထွင်းသွားကြလိမ့်မယ်ပြီးရင်သူ ion လည်းဖြစ်နိုင်တာပေါ့အဲ့ဒီအချိန်မှာသူကအဲ့တော့ဒီ biological effective နော်ဖြစ်လာတယ်အဲ့တော့အဲ့ဒီကြတော့အဲ့ဒါတွေကိုကာကွယ်ဖို့အတွက်ဒီ X-ray တွေမကြရောက်ဖို့အတွက်သူတို့ကိုအကာအကွယ်တွေလိုတယ်လို့ရှင်းပြထားတာဖြစ်ပါတယ်နောက်တစ်ချက်ကနော် soft tissue like organs and skin နော် cannot be absorbed the X-ray however high density materials such as bone absorb X-ray ပုံမှာကြည့်မယ်ဆိုရင်တော့ဒါ soft tissue ဆိုတာအသားတွေပေါ့နော်ဒီအရေပြားတွေဒါခန္ဓာကိုယ်မှာရှိတဲ့တခြားသောဒီအစိတ်ပိုင်းတွေပေါ့နော်အသေးတို့အဆုပ်တို့စသဖြင့်ဒါ the soft tissue နဲ့လောက်ထားနော်အဲ့ဒီကောင်ကြီး cannot absorb X-ray ကိုသူကစုပ်ရည်မပြုတ်နိုင်ဘူးဆိုတာ X-ray ကသူ့ကိုဖောက်ထွက်သွားတာပြောတာနော်ဒါပေမဲ့လည်း high density material သိပြီးချင်းများတဲ့ပစ္စည်းတွေဥမာအဖြစ်အယိုးပေါ့နော်အဲ့ဒီကောင်ကြီးကတော့ absorb X-ray ကိုစုပ်ယူလိုက်တယ်ဆိုတာ X-ray ကသူကနေဟိုဘက်ကိုဖောက်ထွက်မသွားတော့ဒါကိုပြောတယ်နော်ဒီကုန်းသက်တိကြောင့်ခုဒီပုံလေးမှာကြည့်တာလက်ကလေးပေါ့နော်လက်ကလေးမှာသူက X-ray တွေကဘယ်သူကိုဖောက်သွားတော့ဆိုလို့ရှိရင်အသားတွေ tissue တွေဖောက်သွားသို့တော့ high density materials ဖြစ်တဲ့အယိုးတွေကိုမဖောက်အဲ့ကြတော့မဖောက်တဲ့နေရာမှာသူ့ရဲ့ image တွေနော်ပုံဒီမှာရှိလို့ရှိရင်ဒါအယိုးတွေကဒါဓာတ်မှန်ရိုက်တယ်လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ image တွေကိုရတာဖြစ်တယ်ဒါကြောင့်အရေပြားနဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းများကဲသို့ဆိုနူးညံ့သည့် tissue တို့သည် X-ray ကိုစုပ်ယူထားခြင်းမပြုနိုင်တော့လဲသိသိချင်းများသောအယိုးကဲ့သို့ရဝတ္ထုများသည် X-ray ကိုစုပ်ယူနိုင်သည်ဒါနောက်ထပ်ကုန်သတိတစ်ချက်နော်နောက်တစ်ခုက X-ray can cause ionization by stripping electrons from the atoms and can cause biological effects တော့ X-ray တွေကဘာဖြစ်နိုင်လို့ ion ဖြစ်စေနိုင်တယ်နော်ဘယ်လိုဖြစ်တာတော့နော်သူတို့ထိမှန်တဲ့ဒီ atom မှာရှိတဲ့ဒီအပေါ်ဆုံးက electron တွေကိုခွာချပလိုက်တာ stripping electron ခွာတိုက်ထုတ်လိုက် electron တွေမရှိတော့ဘူးဆိုတော့ atom တွေကငကိုယ်တုန်းကတော့ဒါ normal atom ဖြစ်လို့ net charge 0ပဲအဲ့ဒီမှာသူက electron တွေကိုခွာထုတ်ပလိုက်တယ်တိုက်ထုတ်ပလိုက်တယ်ဖယ်လိုက်တယ်ဆိုတော့ကြတော့ atom မှာ electron တွေလျော့သွားရင်ဒါက ion ဖြစ်သွားနော်ဒါကြောင့်မလို့ X-ray တွေကဘာဖြစ်နိုင်လဲဆိုရင် atom များရှိ electron တို့ကိုခွာချဖယ်ထုတ်ခြင်းဖြင့် ion ဖြစ်စေနိုင်တာဇီဝအကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်တယ်အဲ့တော့နောက်တစ်ချက်ကနော် X-ray consists of high energy photons အဲ့ဒီနေရာမှာ high energy photon ဆိုတာဘာကိုပြောတာလဲနော်သူကစွမ်းအားမြင့်တဲ့ electromagnetic နော် waves တွေပဲနော်အဲစွမ်းရည်များတဲ့ electromagnetic waves တွေအဲ့တော့ electromagnetic waves တွေကlight ပါလို့ပြောတယ် light ရဲ့ particles တွေက photons တွေဖြစ်တယ်နော်ဒါကြောင့်မလို့ဒီကောင်တွေကိုဘာတွေပါတာတုံးဆိုတာ X-ray မှာပါတာက electromagnetic waves တွေသူတို့ရဲ့လှိုင်းလျားသည်
လင်းတဲ့ပို့ပြီးတော့အများကြီးသူကလိုင်းလျာပို့တူလိုင်းလျာတူတော့စွန့်ရင်မြင့်နော်အလင်းကိုတော့ဖိုတွန်လို့ခေါ်တယ်နော်အဲ့တော့ဒါကြောင့်မလို့လင်းမုံတွေကိုဖိုတွန်လို့ခေါ်လို့ဒီမှာရှိတဲ့ X-ray တွေကိုတော့နော်အလင်းကဲ့သို့ electromagnetic wave ဖြစ်တော့ဖိုတွန်ပါသို့တော့သူကဘာထူးရတော့ဆိုရင်သူကလိုင်းလျာအများကြီးပို့လို့ကြောင့် energy ပိုများဒါကြောင့်မလို့နော်အဲ့တော့ X-ray တွေမှာဘာတွေပါတော့ဆိုရင်လက်စစ်တန်လိုင်းတွေစွန့်ရင်စုများဖြစ်တော့စွန့်ရင်မြင့်အလင်းဖိုတွန်များပါဝင်သည်အဲ့တော့ဒီနေရာမှာအဲ့တော့ photon ဆိုတာ energy packets of electromagnetic waves ပဲနော်အဲ့တော့ဒါကိုပြောတာဖြစ်ပါတယ်အဲ့တော့ပြီးလို့ရှိရင်တော့ uses of X-ray X-ray ရဲ့အသုံးပြုပုံများ X-ray ကိုဘယ်နေရာမှာသုံးလို့ X-ray have wide medical application soft X-ray low penetrating power are used to take X-ray photograph of some parts of human body အဲ့တော့ဒီဆေးပညာမှာပေါ့နော်ဒီ X-ray နဲ့ပတ်သက်ပြီးတော့နော်အသုံးတာတွေအများကြီးရှိတယ်အဲ့တော့အဲ့ထက်မှာ soft X-ray တနည်းပြောရင် low energy X-ray တနည်းပြောရင်သူကwavelength ရှိတဲ့ X-ray တနည်းပြောရင် photon စွမ်းအားနေတဲ့ X-ray ပေါ့နော်အဲ့ဒီကောင်တွေကိုဘယ်မှာသုံးလို့လဲ to take X-ray photographs ဆိုတာကနော်ဓာတ်မှန်ရိုက်တာပေါ့နော်ဓာတ်မှန်ရိုက်တဲ့လူခန္ဓာကိုယ်အစိတ်ပိုင်းတချို့ကိုဓာတ်မှန်ရိုက်တဲ့အခါမှာသုံးတယ်အဲ့တော့ပုံမှန်ကြည့်ရင်ဒါအယိုးလေးနဲ့ fracture ပုံဆိုတာကျိုးနေတဲ့အယိုးလေးကျိုးနေတဲ့အယိုးလေးကိုဒါအယိုးကျိုးတာကိုအပြင်ကဒီတိုင်းကြည့်ရင်ပဲမြင်ရပါနော်သို့တော်ဒီ soft X-ray ကိုသုံးပြီးတော့အခုဒီမှာဓာတ်မှန်ရိုက်တဲ့အခါမှာသူကဒီအသားတွေကိုဖောက်ထွင်းသွားပြီးတော့အယိုးကြာမဖောက်နိုင်လို့ကြတော့ဒီအယိုးနေရာမှာ image လေးကျန်အဲ့ဒီ image လေးကိုဓာတ်မှန်ထဲမှာမြင်ရတယ်ဒီယိုးလေးကကျိုးနေတယ်ဆိုတာတန်းသိတာပေါ့နော်ဒါကြောင့် X-ray တွင်ကျယ်ပြန်သောဆေးဘက်ဆိုင်ရာအသုံးပြုများရှိသည်ဖော်ထွင်းစွမ်းအားနည်းသော soft X-ray တို့ကိုအချို့သောခန္ဓာကိုယ်စိတ်ပိုင်းတို့အားဓာတ်မှန်ရရမယ်သုံးသည်အဲ့တော့ဒါကဒီ soft X-ray ရဲ့ဒီ X-ray အပျော့သားပေါ့နော်သူရဲ့အသုံးပြုပုံX-ray မှာနောက်တစ်ခုရှိသေးတယ်နော်နောက်တစ်ခုကရှေ့မှာပြောခဲ့သလို energy များမယ် wavelength တိုးမယ်ဖော်ထွင်းစွမ်းအားများမယ်ဒါမျိုး hard X-ray လို့ခေါ်ခဲ့တယ်အဲ့တော့ဒီ hard X-ray ကိုဘယ်မှာသုံးလဲဆိုရင်နော် hard X-ray high penetrating power are used to destroy cancer cells အဲ့တော့ cancer cell တွေကိုတက်ပြဖို့သူတို့က protein ဆိုတာအများတော့ကျတော့ဘာဖြစ်တယ်ဆိုဒီ cell တွေကိုဒါ bend out ပေါ့လောင်ကျွမ်းပျက်စီးသွားစေနိုင်အဲ့တော့ဒီ cancer cell တွေရှိတဲ့နေရာကိုအဲ့ဒီ cancer cell ကို locate လုပ်ပြီးတော့နော်ဒီ hard X-ray နဲ့ထိုးချလိုက်မယ်ဆိုရင်အဲ့ဒီ cell တွေကသေသွားမယ်ဒီနည်းသူက cancer cell ပြန့်ပွားမှုထိတ်ချုပ်တာပေါ့နော် protein ဆိုတာအများတော့ hard X-ray ကို cancer cell များကိုတက်ရန်သုံးပြီးအဲ့တော့ဒီလိုကိုသူအရက်ထဲကတော့ဒါ ဓာတ်ကင်တယ်လို့ခေါ်ကြတာပေါ့အဲ့တော့နောက်တစ်ခုက X-rays are used in industries for finding defects in welded joints and metal casting အဲ့တော့နောက်တစ်ခုသုံးတာကဒီစက်မှုလုပ်ငန်းတွေမှာသုံးတယ်နော်အဲ့တော့ဘယ်နေရာမှာသုံးလို့ဒါကေဟေးဆက်ထားတဲ့အဆက်တွေနော် welded joint ဆိုတာ welding ဆိုပြီးတော့ကေဟေးဆက်တာနော် welded ဆိုတာဒါကေဟေးဆက်တာပေါ့ပမာလိုကတော့သူ့ကိုတွန်းဖလှယ်ပြီး welding ဆိုတယ်လို့လည်းပြောကြအဲ့ဒီဆက်တွေရဲ့အတွင်းထဲမှာနော်အကုန်လုံးသူကတသားနဲ့ဆက်လာမဆက်ဘူးလားလေခိုပေါက်တွေရှိသလားနော်ဒါမိုးတွေပေါ့နော် metal casting တထုကိုဒါပုံလောင်းတဲ့လုပ်ငန်းတွေရေကြိုပြီးပုံလောင်းတယ်အဲ့တော့ဒီအတွင်းထဲမှာအပြည့်အဝမဝင်သွားဘဲနဲ့လေအောင်းနေမယ်နော်လေခိုပေါက်တွေရှိနေမယ်ဆိုတာခိုင်ခန့်မှုနေနော်အဲ့အမိုးတွေရဲ့ချိုးညက်တွေကိုစစ်ဆေးဖို့အတွက်လည်းသုံးတယ်ဒါကြောင့် X-ray တို့ကိုစက်မှုလုပ်ငန်းများတွင်ဂေးရဆက်များနဲ့သတ္ထုပုံလောင်းခြင်းတို့တွင်အပြစ်အနာများရှာရန်သုံးသည်ဒါ X-ray ရဲ့အသုံးပြုပုံတွေပါနောက်တစ်ခုက since X-ray can exhibit wave nature they are used to determine the structure of crystal X-ray တွေကသူကလိုင်းသဘာဝလည်းရှိတယ်ဘာလို့လဲအဲ့တော့သူက X-ray က electromagnetic waves လို့ပြောထားပြီးသားနော်လိုင်းသဘာဝရှိဒါကြောင့်မို့သူတို့ကိုဒီပုံဆောင်ခဲတွေရဲ့ဒီတိဆောက်ပုံကိုလေ့လာတဲ့နေရာမှာလည်းသုံးပါတယ်ဒါကြောင့် X-ray တို့တွင်လိုင်းသဘာဝရှိသောကြောင့်ပုံဆောင်ခဲတိဆောက်ပုံတို့ကိုလေ့လာရရင်သုံးသည်နောက်တစ်ချက်က X-rays are also used in security system to reveal hidden and waterproof materials such as weapons and trash X-ray တွေကိုနောက်တစ်နေရာမှာသုံးတာကလုံခြုံရေးစစ်ဆေးတဲ့လုံခြုံရေးစနစ်တွေမှာသုံးအဲ့တော့ဘယ်နေရာမှာသုံးလို့ဆိုဥပမာအဖြစ်ပြောမယ်ဆိုရင်သူကဥပဒေနဲ့မလွတ်ကဲတဲ့ပစ္စည်းတွေကိုဒါဖွက်ထားပြီးတော့သဲလာတာမျိုးပေါ့နော်တနက်တွေသဲလာမယ် weapons တွေပေါ့နော်ဒါမှမဟုတ်မူရေးဆေးဝါးတွေသဲလာအဲ့ဒီအချိန်မှာဒါတွေကိုစစ်ဆေးမယ်ဆိုရင် X-ray ကိုအသုံးပြုပြီးတော့ဒါသူတို့ရှာဖွေဖော်ထုတ်တဲ့နေရာမှာသုံးအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒါ hidden weapons and trash revealed by X-ray အဲ့တော့ဒီမှာဒီ
ဒီစနက်ကလေးကိုဒါလက်ကင်ထဲထည့်နော်အဲ့ကောင်ကို X-ray နဲ့ရိုက်တဲ့အခါမှာ X-ray ရဲ့ခုံသက်တီးရနော်သူက soft material တွေကိုဖောက်ထွက်သွားပြီးတော့ဒီမှာ density များတဲ့သက်လက်ကြောက်မှာဖောက်နေတော့အတွင်းထဲမှာသက်လက်ရှိတယ်ဆိုတဲ့ image ကိုဒါ X-ray screener ပေါ့နော်အဲ့တော့သွားပြီးတော့ဒါတွေ့ရတယ်နောက်တစ်ခုကဒါကကားထဲမှာပေါ့နော် dress တို့ပြောတဲ့မူရစေဝါတွေကားနောက်ပိုင်းပေါ့နော်ဒီကားဘော်ဒီအတွင်းထဲမှာထည့်ထားအဲ့သူ့ကို X-ray ရိုက်တော့ဒီထဲမှာရှေ့ပိုင်းမှာလို့မဟုတ်ပဲနဲ့နော်ဒီနေရာမှာတစုံတရာသွဝက်ထားတယ်ဆိုတာကိုဒီအနီရောင်ဝိုင်းထားတဲ့အဝိုင်းလေးတွေမှာမြင်ရတာဖြစ်တယ်နော်ဒါကြောင့် X-ray ကိုလုံခြုံရေးစနစ်များတွင်ဖုံးကွယ်သွဝက်ထားသောအရာများဥပမာလက်နက်များမူရစေဝါများကိုရှာဖွေရတွင်လည်းသုံးသည်ဒါတွေက X-ray ရဲ့အသုံးပြုပုံတွေကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့သင်ခန်းစာလေးကိုဒီလောက်နဲ့ပဲညှနာထားပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ